မင်္ဂလာပါရှင်ဒီနေ့တော့ကြက်ရိုးနဲ့မြစ်ချင်လေးရှက်စားမှာဖြစ်ပါတယ်မြစ်ရှင်အရန်အရှင်စူးတာကိုမကြိုက်လို့အခုလိုမျိုးပေါ့နော်ရေပပွက်စုထဲမှာခဏထည့်ပြီးတော့ပြုတ်လိုက်တယ်ပြီးတော့မှမြစ်ပေါ့နော်ကြက်ရိုးတွေကိုစီတက်ပါမယ်အရင်ဆုံးစီလေးအနှဲငယ်ထည့်ပါမယ်ပြီးရင်ကြက်သွန်နီကြက်သွန်ဖြူရောပြီးတော့စီတက်ပါမယ်ရှင်Let you walk in my heart if you want to. You can ask anything, no one's between. ပြီးရင်စနုံးမုံရဲ့အယောင်တင်ရဲ့ထည့်ပါမယ်အယောင်လေးလှအောင်ပါ You can ask anything, no one's between us. Ain't no mess. I'ma tell you all my secrets. No secrets, no, 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 no secrets, no secrets. No secrets. Wanna show you. ကျက်သွန်နီရောအဖြူရောစီတက်လို့မွေးလာပြီဆိုလို့ရှိရင်ဒီတခြားစီးထားတဲ့ကြက်ရိုးလေးကိုထည့်ပါမယ်ဝယ်ရိုးကြိုက်တဲ့လူရဝယ်ရိုးထည့်လို့ရပါတယ်ကြက်ရိုးလေးကိုတေချာလေးလုံးပြီးသူ့မှာပါလာတဲ့အရည်လေးတွေခမ်းပြီဆိုလို့ရှိရင်မြစ်ရှင်လေးစောနာကပြတ်ထားတဲ့မြစ်ရှင်လေးကိုထည့်လိုက်ပါမယ်ရှင်အရသာတွေတခါတည်းဝင်သွားအောင်စားရယ်ဟင်းခမ်းမုံကြီးရယ်ထည့်ပါမယ်ရှင်မြစ်ရှင်လေးတွေကိုသူ့ရေလေးနဲ့ပဲခဏလောက်နှုံးလိုက်ပါမယ်ရှင်ကျမကအရေများများနဲ့စားကျင်တာဖြစ်တဲ့အတွက်ကြောင့်အိုးလေးပြောင်းလိုက်ပါတယ်ဒီအိုးနဲ့ကြတော့အရေနည်းနေမှာစိုးလို့ပါအရေများများလေးတောက်ချင်လို့ပါရှင်အရေကိုအများကြီးမထည့်ပဲနဲ့ဒီမြစ်ရှင်နဲ့ကြက်ရိုးလေးကိုခဏအဖုံးလေးအုပ်ပြီးတော့လုံးလိုက်ပါမယ်ရှင်ပွက်လာပြီဆိုရင်အနှဲငယ်လေးမှွေပေးပါမယ်မှွေပြီးလို့ရှိရင်မြစ်ရှင်ရဲ့အရှင်နည်းနည်းပေါ့သွားအောင်ငမြရည်လေးထည့်ပါမယ်ရှင်ငမြရည်လေးကအနက်လေးပြေသွားပြီဆိုလို့ရှိရင်ရေကိုကိုကြိုက်တဲ့လောက်ထည့်လို့ရပါပြီရှင်ကျမကတော့အရေတောက်များလေးစားခြင်းလို့အရေများလေးထည့်လိုက်ပါတယ်ရှင်ပြီးလို့ရှိရင်ဖုံးလေးအုပ်ပြီးတော့အကြာကြီးတည်ထားပါမယ်သူကအကြာကြီးတည်လေးတောက်လို့ကောင်းလေးပေါ့နော်အရေးတောက်လို့ကောင်းလေးပါကျမကအရသာလေးမြည်ပြီးတော့လိုအပ်တာလေးအနည်းငယ်ထည့်လိုက်ပါတယ်တော်တော်ကြာလေးတည်ပြီးသွားပြီဆိုလို့ရှိရင်တော့အရသာလေးကိုထပ်ပြီးတော့မြည်ကြည့်ပြီးတော့သုံးဆောင်လို့ရပါပြီရှင်ကျမတို့ကငယ်တော့ဆိုရင်မြစ်ရှင်ဝယ်ရိုးမြစ်ရှင်ကြက်ရိုးမြစ်ရှင်နဲ့တွဲရက်ကငယ်တီးထောင်းပေါ့နော်အခုကကြတော့ကျမကဒီကလော်အော်သီးလေးတောင်းရဲပေါ့နော်ငယ်သီးလေး3လေးတောင်းရဲကြက်သွန်ဖြူလေးရဲ့ကိုလော်ပြီးတော့ငရှောက်ထောင်းလေးထောင်းมาဖြစ်ပါတယ်ဆနာကလော်ထားတဲ့ငရုတ်သီးတွေနဲ့ကြက်သွန်ဖြူကိုညနေအောင်ရင်ထောင်းလိုက်ပါမယ်ကြက်သွန်နီကြိုက်တဲ့လူကကြက်သွန်နီထည့်လို့ရပါတယ်ပြီးလို့ရှိရင်ကျမအရင်လေးကကြော်ထားတဲ့ငရှောက်လေးတွေကိုထည့်လိုက်ပါတယ်ငရှောက်လေးတွေကိုကြည်ညက်နေအောင်ထောင်းပါမယ်ရှင်ငရှောက်လေးတွေညက်နေအောင်ထောင်းပြီးဆိုလို့ရှိရင်ဟင်းခမ်းမုံလေးနည်းငယ်ထည့်လိုက်ပါမယ်အဲ့ဒါပြီးတော့ငရှောက်လေးတွေကိုပို့ပြီးတော့ညက်သွားအောင်ထောင်းလိုက်ပါမယ်အရသာလေးမြည်ကြည့်ပြီးလို့ရှိရင်ရပါပြီရှင်ငရှောက်ထောင်းလေးကကဲဒီနေ့ကတော့ဒါကြက်ရိုးမြစ်ရှင်လေးနဲ့ငရှောက်ထောင်းဆက်ဆက်ကလေးဖြစ်ပါတယ်ရှူးရှဲပွင့်ထွက်နှက်ရှိတွေပါထွက်အားလုံးကျေးဇူးတင်ပါတယ်ဆုံးထိကြည့်ပြီလို့